At first glance, it's a jumbo jet rolling into twilight. Step inside and the picture changes. This is the E-4B Night Watch, America's airborne command post for when everything else fails. Hardened systems, global communications, a flying nerve center designed to survive the unthinkable and keep the nation. ကဘာပြတ်မဲ့နေ့အတွက်အမေရိကန်ရဲ့ဝေဟင်စစ်ဌာနချုပ် မင်္ဂလာပါ Reaction Knowledge for မြန်မာမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာမော်မှာအရေးအကြီးဆုံးနဲ့လုံခြုံရေးအမြင့်မားဆုံးလေယာဉ်ကြီးတစ်စင်းအကြောင်းပြောပြချင်ပါတယ်သမရစီတဲ့ Air Force 1နဲ့တူပေမဲ့ Air Force 1မဟုတ်ပါဘူးဒါကတော့ nuclear စစ်ပွဲဖြစ်လာခဲ့ရင်တောင်ကြံ့ကြံ့ခံနိုင်တဲ့ E-4B Night Watch လို့ခေါ်တဲ့ Doomsday plane ကြီးပဲဖြစ်ပါတယ်ကဘာပြတ်မဲ့နေ့အတွက် American တွေဘလို့ပြင်ဆင်ထားလဲဒီလေယာဉ်ကြီးရဲ့အတွင်ပိုင်းမှာဘာတွေပါလဲဆိုတာကြည့်လိုက်ရအောင်ဗျာ ဒီလေယာဉ်ကြီးကို Boeing 747-200 အမျိုးအစားကိုအကြီးအစားပြုပြင်မွမ်းမံပြီးတည်ဆောက်ထားပါတယ်သူ့ရဲ့အဓိကတာဝန်ကတော့မြေပြင်မှာရှိတဲ့စစ်ဌာနချုပ်တွေအားလုံးပျက်စီးသွားတဲ့အခြေအနေမျိုးမှာသမရနဲ့စစ်ခေါင်းဆောင်တွေလိုက်ပါပြီးဝေဟင်ကနေစစ်တပ်ကိုဆက်လက်အမိန်ပေးကုတ်ကဲဖို့ထည့်ပါတယ်ဒါကြောင့်သူ့ကို Flying Pentagon လို့တင်စားကြပါတယ်ထူးခြားချက်ကတော့နျူကလ িয়ার ပေါက်ကွဲမှုကနေထွက်လာတဲ့လျှက်စစ်တန်းလိုက်လိုင်းတို့ခံနိုင်ရရှိအောင်တိစောက်ထားလို့လေယာဉ်ပြက်ကျသွားမှာမဟုတ်ပါဘူး ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းလေယာဉ်အတွင်းပိုင်းမှာခင်မီ touch screen တွေထက်ခလုတ်အများကြီးနဲ့ရှေးဟောင်း analog စနစ်တွေကိုတွေ့ရမှာပါဒါကခင်နောက်ကြတာမဟုတ်ပါဘူး cyber တိုက်ခိုက်မှုတွေ hacking နဲ့ EMP တန်းကိုခံနိုင်အောင်တမင်တကာဒီလိုဒီဇိုင်းဆွဲထားတာပါလေယာဉ်ပေါ်မှာလူပေါင်း112ဦးလိုက်ပါနိုင်ပြီးအစည်းအဝေးခန်းမှာတွေတရင်ပေါ်စနစ်တွေအိတ်ခန်းတွေနဲ့မိဖို့ကြောင့်တွေပါအစုံလင်ပါရှိပါတယ် ဒီလီင်ကြီးရဲ့ကြောက်စရာကောင်းတဲ့စွမ်းရည်တစ်ခုကတော့လေးထဲမှာတင်စီဖိနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မြေပြင်ကိုပြန်ဆင်းစရာမလိုပဲရပ်ပေါင်းများစွာဆက်တိုက်ပြန်တန်းနိုင်ပါတယ်။ American လေးတပ်မှာဒီလိုလေရင်၄စင်းရှိပြီးတစ်စင်းမဟုတ်တစ်စင်းက24နာရီလုံးအချိန်မရွေးပြန်တက်ဖို့အမြဲတမ်းအသင့်အနေထားရှိနေရပါတယ် ကမာကြီးမှာဘယ်တော့မှဖြစ်စေခြင်းဆုံးအခြေအနေတစ်ခုအသွားပြင်ဆင်ထားတဲ့ American ရဲ့အဆုံးစုံနည်းပညာတစ်ခုပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့စစ်ပတ်ဆိုင်ရာနည်းပညာဘူးတူတာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ Reaction Knowledge for Myanmar page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ